လန်ဆာမှာလူလင်ကိုက်တစ်ခုမှာကြီးပြင်းလာတဲ့ဆွန်ဟီဖိုးတဲ့မင်းကလေးဟာမျိုးစားမင်းဖူဂျီဝါရာလို့ခေါ်တဲ့လူလင်တကြောတဲ့ခိုင်းစေကြတယ်ဂျပန်သတင်းမလေးဟီဒါကိုရဲ့အင်ဂျီမှာအင်စီအဖြစ်ရောက်သွားပါတယ်မျိုးစားမင်းရဲ့အစီအစဉ်ကအယိုးရှင်းပါတယ်ဆွန်ဟီကဟီဒါကိုရဲ့ယုံကြည်မှုကိုယူရမယ်ပြီးရင်ဟီဒါကိုနဲ့မျိုးစားမင်းတို့ချစ်ကြိုက်သွားအောင်မြောက်ပင်ပေးရမယ်သူတို့နှစ်ယောက်လက်ထပ်ပြီးတာနဲ့ဟီဒါကိုရဲ့အမွေအားလုံးကိုတင်ပိုက်ပြီးဟီဒါကိုအယူထောင်းပုတ်ကဆွန်ဟီနဲ့မျိုးစားမင်းတို့ပိုက်ဆံခွဲယူကြမှာဒါပေမဲ့အင်ဂျီထဲမှာဟီဒါကိုဟာသူမရဲ့ဦးလေးဖြစ်သူအိုဇူကီရဲ့ချုပ်ချယ်မှုအောင်မှာငရဲလို့နေထိုင်နေရတာကိုဆွန်ဟီမြင်တွေ့ရပါတယ်ဟီဒါကိုဟာဖြူစင်လွန်းပြီးလောကအကြည့်အကြောင်းဘာမှမသိရှာဘူးလို့ဆွန်ဟီကထဲမှတ်ကတနာမီယာနေသူတို့နှစ်ယောက်ကြားမှာချစ်ကျွမ်းဝင်မှုတွေထစ်လာပါတယ်ဆွန်ဟီကသူမလုံနေတဲ့အလို့တွေအားနာပြီးမြူစားမင်းရဲ့အစီအစဉ်တိုင်းဆက်လုပ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဟီဒါကိုနဲ့မြူစားမင်းတို့ဂျပန်ကိုခိုးပြေးပြီးလက်ထပ်လိုက်ကြပါတယ်ဒါပေမဲ့ပထမပိုင်းရဲ့အဆုံးမှာအကြီးမားဆုံး twist ကတော့အယူထောင်ကိုပို့ခန့်ရတာဟီဒါကိုမဟုတ်ပဲဆွန်ဟီဖြစ်နေတာပါပဲဒုတိယပိုင်းမှာတော့ဇလန်ကဟီဒါကိုရဲ့အမြင်ကနေပြန်ပြပါတယ်တကယ်တော့ဟီဒါကိုဟာအပိတကယ်နဲ့မင်းကလေးမဟုတ်ပါဘူးသူမဟာငငယ်ကလေးကဦးလေးဖြစ်သူရဲ့ကာမစာဖေဖတ်ပွဲတွေမှာစာဖတ်သူအဖြစ်လေ့ကျင့်ပေးခြင်းခံထားရပြီးစိတ်တန်ရာတွေနဲ့ပြည့်နေသူပါသူမဟာဒီအိမ်ကနေလွတ်မြောက်ဖို့အတွက်မျိုးစားမင်းနဲ့အစကတည်းကပေါင်းကြံထားတာပါအစီအစဉ်ကတော့သူမရဲ့နေရာမှာအစားထိုးခံရမယ်မိန်းကလေးတစ်ယောက်ကိုရှာပြီးအဲ့ဒီမိန်းကလေးကိုအယူထောင်ပို့ကသူမကတော့လွတ်လပ်တော်ဖို့ပါအဲ့ဒီသားကောင်ကတော့ဆွန်ဟီပဲဖြစ်ပါတယ်တောင်မဲ့ဇလန်ကဒီမာရင်မပြပါဘူးဟီဒါကိုဟာဆွန်ဟီရဲ့ရိုးသားတဲ့အချစ်ကိုမြင်သွားတဲ့အခါမှာသူမရဲ့အစီအစဉ်တွေကိုဆွန်ဟီကိုအကုန်ဖွင့်ပြောလိုက်ပါတယ်ဆွန်ဟီကလည်းဟီဒါကိုရဲ့ငရဲကန်းဖြစ်တဲ့ကာမစာပြီးစာအုပ်တွေကိုဖျက်ဆီးဖြစ်ပြီးသူတို့နှစ်ယောက်ဟာအမျိုးသားမင်းနဲ့ဦးလေးကြီးကိုပြန်ပြီးအကွက်စင်ကိုတိုက်တဆိတ်လက်သွဲလိုက်ကြပါတယ်ဇတ်တင်ပိုင်းမှာတော့ဆွန်ဟီနဲ့ဟီဒါကိုတို့ဟာမျိုးစားမင်းကိုလက်စားပြီးပိုက်ဆံတွေယူကထွက်ပြေးခဲ့ပါတယ်မျိုးစားမင်းကတော့ဟီဒါကိုလိုက်ရှာရင်ဦးလေးထွတ်တူရဲ့လက်ထဲကိုပြန်ရောက်သွားပါတယ်ဇလန်ရဲ့အပြင်းထန်ဆုံးအခန်းကတော့အဆုံးသတ်မှာမျိုးစားမင်းနဲ့ဦးလေးကြီးတို့တယောက်ကိုတယောက်နှိပ်စက်ရင်တတ်ဖြတ်ရင်ငရေးကြသွားကြတာပါပဲတစ်ဖက်မှာတော့ဆွန်ဟီနဲ့ဟီဒါကိုတို့ဟာလွတ်လပ်တဲ့ကဘာသစ်စီကိုသင်္ဘောနဲ့ထက်ခွာသွားကြပြီးသူတို့ရဲ့အချစ်ကိုအောင်မြင်တိဆောက်နိုင်ခဲ့ကြပါတယ်